အားလုံးပဲမင်္ဂလာပါ Mr. Kwa Channel နေပြီးတော့မှတကယ်ရင်အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာတကယ်ချင်းတွေကိုပြန်လည်ညှိမှကြောင်းရလေးကတော့ကျွန်တော်တို့အသုံးပြုနေတဲ့ဖုန်းတွေမှာလိုလျောက်နောက်ခံပုံပြောင်းလို့ရတဲ့နည်းလေးကိုဒီဗီဒီယိုမှာကျွန်တော်ပြပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုလေးကိုမစခင်မှာကျွန်တော် channel အသစ်လေးနဲ့ကျွန်တော်မိတ်ဆက်ပေးချင်ပါတယ်ဒီကျွန်တော် channel အသစ်လေးရဲ့နာမည်ကတော့ကိုသား vlog လို့ကျွန်တော်အမည်ပေးထားပါတယ်အဲ့ဒီ channel အသစ်မှာဆိုလို့ရှိရင်တော့ဒီ vlog နဲ့ပတ်သက်ပြီးတော့မှကျွန်တော်အလဲသွားတဲ့ဗီဒီယိုဖိုင်လေးတွေပြီးလို့ရှိရင်တာရဲ့နေရာလေးတွေကြော်သွားတဲ့နေရာလေးတွေပေါ့နော်ကျွန်တော်ဒီဗီဒီယိုဖိုင် edit လုပ်ပြီးတော့မှကျွန်တော်တကယ်ချင်းတွေကိုကျွန်တော်ပြန်လည်ညှိပေးတဲ့ channel လေးပဲဖြစ်ပါတယ်နော်အဲ့ဒီ channel မှာဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဒီ personal ပေါ့နော်ကျွန်တော်ဒီသွားတဲ့နေရာလေးတွေကိုကျွန်တော်ဗီဒီယိုဖိုင်လုပ်ပြီးတော့မှတကယ်ချင်းတွေကိုမြင်ရအောင်ပေါ့နော်ကျွန်တော်ပြန်လည်ညှိပေးသွားမှာဖြစ်ပါတယ်နော်အဲ့တော့အဲ့ဒီ vlog နဲ့ပတ်သက်တဲ့အရာတွေကိုတိုင်းတက်တဲ့ကျွန်တော်ပိတ်သက်ရှိတယ်ဆိုလို့ရှိရင်တော့အဲ့ဒီ channel လေးရဲ့ link လေးကိုဒီဗီဒီယိုရဲ့အောက်မှာကျွန်တော် link ချပေးထားပါမယ်ဒီမှာသွားပြီးတော့မှတကယ်ချင်းနေဒီ subscribe ပေါ့နော်နှိပ်ထားဖို့ပေးဖို့တက်ပဲလဲကျွန်တော်မေတ္တာရက်ခံချင်ပါတယ် okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်ဒီလောက်ရမယ့်နည်းလေးပေါ့နော်ဒီနောက်ခံပုံပေါ့နော်အလိုလျောက်ပြောင်းလို့ရတဲ့နည်းလေးကိုကျွန်တော်ဆက်ပြီးမှကျွန်တော်ပြပေးသွားပါမယ်အဲ့တော့အသုံးပြမယ့် software လေးကိုလည်းဒီ video file အောက်မှာကျွန်တော် link ချပေးထားပါမယ်ကျွန်တော်ကဒီ software download တဲ့ဒီ Play Store မှာသွားပြီးတော့မှအစအဆုံးပေါ့နော်ဒီလိုအသုံးပြမယ်ဆိုတဲ့အရာကိုကျွန်တော်ဆက်ပြီးတော့မှကျွန်တော်ပြပေးသွားမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင် software download software တဲ့ကျွန်တော်ဒီ Play Store ကိုကျွန်တော်သွားပါမယ်ပြီးလို့ရှိရင်တော့ software ကျွန်တော်ရှာပြီးတော့မှကျွန်တော် download လုပ်ပါမယ်နော် auto chain wallpaper ဆိုဒီ software လေးဖြစ်ပါတယ်နော်ဒါလေးကိုကျွန်တော်တို့ download ဆွဲလိုက်ပါမယ်နော်ဒီ software လေးကလည်းအသုံးပြုလို့လည်းကောင်းပါတယ်နော်အသုံးပြုလို့လည်းကောင်းပါတယ်အသုံးပြုရလည်းလွယ်ကူပါတယ်နော်ကျွန်တော်တိုက်တဲ့အတိုင်းပဲလုပ်သွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီတက်ပုံတွေကိုပေါ့နော်ဒီကျွန်တော်တို့ဖုန်းမြင်လိုက်ပြန်မှာအလိုလေးပေါ့နော်ဒီကြောင်းလေးပေးရမှာဖြစ်ပါတယ်နော် okay ဒီ software လေး download ဆိုတော့ကျွန်တော်ဒီ software ထက်ကိုကျွန်တော်ဝင်သွားပေးလိုက်ပါဒီနေရာရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်ဘယ်နေရာသွားမလဲဆိုလို့ရှိရင်တော့ဒီ album ဆွဲနေတယ်ကျွန်တော်ဝင်သားပေးရဖြစ်ပါတယ်ဒီ album เนาะ album ဆွဲနေကျွန်တော်ဝင်သားပေးလိုက်ပါပြီးပြီဆိုလို့ရှိရင်ဒီမှာကျွန်တော်ဒီဖုန်းထဲမှာရှိတဲ့ဒီကျွန်တော်ဖုန်းထဲမှာတင်ထားတဲ့ပုံတွေကိုကျွန်တော်ထည့်မှာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့ကဒီမှာအပေါင်းဆွဲနေရလေးကိုဒီ album နှိပ်ပြီးတော့မှအပေါင်းဆွဲနေတယ်ကျွန်တော်တို့ကနှိပ်ပေးလိုက်မယ်ပြီးလို့ရှိရင်တော့ဒီမှာ okay ဆိုပြီးတော့မှကျွန်တော်တို့ဆက်ပြီးကျွန်တော်နှိပ်သွားပေးလိုက်ပါပြီးလို့ရှိရင်ရောကျွန်တော်တို့ဒီမှာ blurry လည်းကျွန်တော်သွားလိုက်မယ်နော်ဒီကိုကျွန်တော်ဝင်သားပေးလိုက်ပါပြီးအလုံးပေးလိုက်ပါပြီးလို့ရှိရင်တော့ကျွန်တော်ဖုန်းထဲမှာပေါ့နော်ဘယ်ထဲမှာထည့်ထားလိုက်ပေါ့နော်ဒီကျွန်တော်တို့ဒီဖုန်းရဲ့ internet store ထဲမှာထည့်ထားတာလားဒါမှမဟုတ်ရှင်ကျွန်တော်တို့ဒီ memory card မှာထည့်ထားတာပေါ့နော်တဲနေရာကိုရွေးချယ်ပေးလိုက်ပါပြီးလို့ရှိရင်ဒီမှာကျွန်တော်ကတော့ဒီမှာ download ဆွဲထားတဲ့အထဲမှာကျွန်တော်ထည့်မှာဖြစ်တော့ကျွန်တော် download ကိုကျွန်တော်နှိပ်ပေးပါမယ်ပြီးလို့ရှိရင်တော့ပုံလေးကိုရှာလိုက်ပါတော့ပုံလေးကိုကျွန်တော်ရှာလိုက်မယ်ကျွန်တော်ကတော့ဒီပုံ3ပုံလောက်လေးနဲ့ကျွန်တော်ပြပေးသွားမှာဖြစ်ပါတယ်နော်3 4ပုံနဲ့ကျွန်တော်ပြပေးသွားပါမယ်ကိုပုံနဲ့ကိုလိုချင်တဲ့ထည့်ရတဲ့ပုံလေးတွေကိုဒီမှာရွေးချယ်ပေးလိုက်ပါပြီးလို့ရှိရင်တော့ဒီမှာအပေါ်မှာကျွန်တော်ပေးရလိုက်မယ်နော်ဒီအမှန်ချစ်လေးကိုကျွန်တော်နှိပ်ပေးလိုက်ပါနော်โอเคပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်ဘက်နဲ့ကျွန်တော်ထွက်ပေးလိုက်ပါနော်ဘက်နဲ့ကျွန်တော်တစ်ချက်ပြန်ထွက်လိုက်မယ်ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော် setting ဒီမှာရောက်လာပြီเนาะဒီနေရာမှာကျွန်တော်ရောက်လာပြီဖြစ်ပါတယ်เนาะပြီးလို့ရှိရင်ဒီမှာ setting နည်းနည်းတော့ပြင်ပေးရဖြစ်တာမှကျွန်တော်တို့ဒီ setting ဆွဲနေရလေးကျွန်တော်ဝင်စားပေးလိုက်ပါဒီနေရာမှာဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာ minute ကျွန်တော်ချိန်ပေးရမယ်เนาะဒီနေရာမှာသူ auto ပေးထားတာကတော့30ပေါ့เนาะ30မှာကျွန်တော်ပုံရှိပါဖြစ်တော့ကျွန်တော်အဲ့နေရာလေးဒီနေရာလေးကိုကျွန်တော်နှိပ်ပေးလိုက်ပါဒီမှာ second ဆိုနေတယ်ကျွန်တော်ထားပြလိုက်เนาะ second ဆိုနေထားပြလိုက်မယ်ပြီးလို့ရှိရင်ဒီမြားလေးကိုကျွန်တော်အိုးအဆုံးကိုကျွန်တော်ပြန်နောက်ဆုတ်ပြလိုက်မယ်เนาะ5 second လောက်ကျွန်တော်ထားမယ်เนาะ5 second ကိုပုံတစ်ပုံကြောင်းပါပေါ့เนาะကိုစက်နေတဲ့ဒီမှာကိုရွေးချယ်လို့ရပါတယ်เนาะကိုကဒီ10 second ပြောင်းမလားကိုစက်နေတဲ့လို့ကိုရွေးချယ်လို့ရပါတယ်เนาะကဲဒီမှာပုံကြောင်းပြီးဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာ album ဆိုနေတာကျွန်တော်ဆက်ပြီးကျွန်တော်သွားလိုက်မယ်ပြီးပြီဆိုလို့ရှိရင်တော့ဒီနေရာမှာကျွန်တော်ဗာတွေ့ရမယ်ဆိုလို့ရှိရင်တော့start now ပေါ့နော်ဒါလေးကိုကျွန်တော်ပြရတယ်နော်ဒီ start now ဆိုရင်ကျွန်တော်နှိပ်ပြလိုက်ပါပြီးရင် auto okay ကျွန်တော်နှိပ်လိုက်မယ်ပြီးလို့ရှိရင်တော့ဒီမှာကျွန်တော်
apply ပေါ့နော်ဒီမှာ apply ဆိုပြီးတော့ကျွန်တော်ဆက်ပြီးတော့မှကျွန်တော်နှိပ်ပြလိုက်ပါဒါဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာ home နော် search to home screen ဆိုပြရလိုက်မယ်နော်ဒီနေရာလေးကိုကျွန်တော်ဆက်ပြီးတော့ကျွန်တော်နှိပ်ပြလိုက်ပါโอเคဒါဆိုလို့ရှိရင်တော့ကျွန်တော်အလဲခုံးနေပါနော်ကျွန်တော် home key နဲ့ကျွန်တော်ထည့်လို့ရပါပြီနော်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တောင်းထားတိုင်းပါနော်ဒီ5စက္ကန့်ကိုပေါ့နော်ပုံတစ်ပုံသူကနေပြီးတော့မှပြောင်းပေးမှဖြစ်ပါရနော်ဒီမှာလည်းကိုကြိုက်နေတဲ့လို့ပေါ့နော်ကိုကြိုက်နေတဲ့ပုံတွေကိုထည့်လို့ရပါတယ်နော်စိတ်ကြိုက်ပေါ့နော်ကိုထည့်ပြီးတော့မှကိုအသုံးပြုလို့ရပါတယ်နော်ကဲကိုကမသုံးရင်တော့ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒီ software ထဲကိုကျွန်တော်တို့ပြန်ဝင်လိုက်ပေါ့နော် software ထဲလည်းကျွန်တော်တို့ဒီမှာဒီနှိပ်ပြီးတော့မှ app info လို့နှိပ်လို့ရရနော်ပြီးပြန်ပိတ်လို့ရပါတယ်နော်ဘာမှပြဿနာမရှိပါဘူးပြီးလို့ရှိရင် data ကိုပြန်ရှင်းထုတ်လို့ရရနော်ဒီမှာ store and ဒီနေရာလေးကျွန်တော်နှိပ်ပေးလိုက်မယ်ပြီးလို့ရှိရင်တော့ဒီမှာဒီနေရာလေးကိုကျွန်တော်ပြန်ပြီး data လေးပြန်ရှင်းပေးလိုက်ပါနော်ပြီးလို့ရှိရင်ပြန်အသုံးရှိလို့ရှိရင်လည်းပြန်ဖွင့်ပြန်သုံးလိုက်ပါနော်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ကပုံမှန်တိုင်းပါနော်ပြန်ဖြစ်သွားမှာဖြစ်ပါရဲ့နော်โอเคဒီနေ့လေးကဒီဖုန်းမျက်နှာပြင်မှာကျွန်တော်ရဲ့ပုံတွေကိုပေါ့နော်အလိုလျောက်ပြောင်းလို့ရတဲ့နည်းလမ်းလေးကိုပေါ့နော်ကျွန်တော်ပြပေးကြတာဖြစ်ပါရဲ့နော်အဲ့တော့အားလုံးပဲအစီအစဉ်ကြိုက်မှကျွန်တော်မျှော်လင့်ပါတယ်ဗီဒီယိုလေးကတကယ်လို့ကြိုးဖြစ်တယ်ဆိုလို့ရှိရင်တော့ like share subscribe လုပ်ဖို့တောင်းဆိုချင်ပါတယ်ဗီဒီယိုရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ